နတ်မောင်နဲ့ညရဲ့တိတ်ဆိတ်မှုနောက်ွယ်မှာဘယ်သူမှမသိနိုင်တဲ့လှုပ်ဝက်ဆန်းကျဲတဲ့အန္တရာယ်တွေပုံအောင်နေတတ်တဲ့ဓာတ်တလက်ရဲ့အသွားဟာတွေးအေးပေမဲ့ရန်ညိုးတွေကတော့ပူလောင်လွန်းလာတဲ့အမောက်ထုတဲကလာတဲ့ရန်သူကဘယ်သူလဲရှောင်တိန်လို့မရတဲ့တိုက်ပွဲရင်သက်ရှုမောဖွယ်တိုက်ကွက်တွေနဲ့အတူအသက်လူပွဲကစတင်နေပြီးလူသားမဟုတ်တဲ့တတဝါဒါမှမဟုတ်ပုံးကွယ်နေတဲ့မိစ္ဆာလားဒီတိုက်ပွဲရဲ့ရလဒ်ကဘာဖြစ်မလဲတိုင်းလောကရဲ့တရားမျှတမှုကဘယ်တော့မှပျောက်ကွယ်မသွားဘူးစစ်မှန်တဲ့သူရဲကောင်းတွေရဲ့ဓာတ်သွားကမတရားမှုကိုအမြဲတမ်းချေမှုန်းပစ်မှာပဲအနေရတွေကိုကြော်ဖြတ်ပြီးနောက်ဆုံးမှာတော့အမောင်ထုကိုအလင်းကအောင်နိုင်ခဲ့ပြီဒါပေမဲ့တိုင်းလောကရဲ့ကလဲစားချေမှုတွေကဒီမှာတင်ပြီးဆုံးသွားမှာလားဒါမှမဟုတ်ဒါဟာအစပဲရှိသေးတာလား